အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေတစ်ဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ season မှာတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် Mark Grayson ဟာစိတ်တကြနေခဲ့ပါတယ်လူသားတွေကိုကူညီခြင်းခဲ့ပေမဲ့ CC ကသူ့အဖွဲ့ထဲဝင်ဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးလို့ယူဆနေပါတယ်တစ်ချိန်တည်းမှာပဲအခြားစကြဝဠာတစ်ခုကကဘာကိုပြတ်သားနေပါတယ်အဲ့ဒီကဘာမှာတော့ Mark ကသူ့အဖေနဲ့သူကဘာကိုကျွပြုထားပါတယ်ဟုတ်ပါတယ်အဲ့ဒီမှာခုခံမှုတွေရှိပေမဲ့သူတို့နှစ်ယောက်ဟာခုခံသူတွေကိုတဖြည်းဖြည်းနဲ့နှိမ်နင်းနေကြပါတယ်တနေ့မှာ Invisible နဲ့ Omni-Man တို့ဟာတပုံတွေရဲ့အခြေခိုက်စခန်းကိုရောက်လာပြီးတော့ကဘာပေါ်မှာကျန်နေသေးတဲ့စူပါဟီးရိုးတွေကိုတပ်ပစ်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်တပုံတွေထဲကတယောက်ကတနေရာရောက်သွားခဲ့ပါတယ်တရုတ်များရှင် Armstrong ဟာစကြဝဠာများစွာကိုခီးသွားနိုင်တဲ့စွမ်းရည်ရှိနေတာကိုတွေ့လိုက်ရပါတယ်သူ့ကဘာကိုလည်း Omni-Man ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့အခုတော့သူကလက်စားချေချေနေပါတယ်ဒါကိုလုပ်ဖို့အတွက်သူကတခြားကဘာသူ့ရဲ့ version တူတွေကိုစူးစီးလိုက်ပါတယ်အဲ့ဒီနောက်အဲ့ဒီလူက Matt စကြဝဠာတွေက Twins တွေကိုထွက်ပြေးဖို့ကူညီပေးပြီးတော့သူ့ရဲ့ version တူပုံစံအားလုံးရဲ့စိတ်တွေကိုပေါင်းစည်းပေးဖို့အတွက်ဆက်တစ်ခုကိုတီထွင်ဖို့တောင်းဆိုလိုက်ပါတယ်CC ကထူးဆန်းတဲ့လှုပ်ရှားမှုတစ်ခုကိုသတိထားမိလိုက်ပြီးတော့ Matt ကိုအဲ့ဒီနေရာဆေလွတ်လိုက်ပါတယ်အဲ့ဒီနေရာကိုရောက်လာတော့ Invisible ဟာဘာတွေဖြစ်နေမှနားမလဲပဲနဲ့စက်ကိုမတော်တဆဖျက်ဆီးမိလိုက်တဲ့အတွက်အဲ့ဒီထဲမှာရှိနေတဲ့လူတွေအားလုံးကလည်းတေသွားကုန်ကြပြီးတော့ Invisible တယောက်တည်းအသက်ရှင်ခဲ့တဲ့လူတိုင်းကထင်ခဲ့ကြပါတယ်ဒါပေမဲ့ Maula Train နဲ့မူရဲ့ Armstrong တို့ကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ဒါပေမဲ့ခေါင်းထဲမှာတော့သူ့ကုံပွားတွေရဲ့အတိပေါင်းရရှိတွေရရှိလာပြီးတော့ Armstrong ကသူ့ကဘာရဲ့ Omni-Man ကိုဒီဘက်ကဘာ Grayson ကိုလက်စားချေဖို့အတွက်ဆုတ်ဖြတ်လိုက်ပါတယ်အမှန်နဲ့အခြေစိုးတဲ့ငယ်ချင်းဝင်လီယန်တို့ကတက္ကသိုလ်တစ်ခုမှာကြောင်းတူတူတက်နေကြပါတယ်ဒါပေမဲ့ mission နေနဲ့မလို့ Invisible ကအချိန်တိုင်းအတန်းနဲ့ပြတ်ပြီးတော့အမှန်နဲ့ကုံဆုံးရတဲ့အချိန်ကလည်းနည်းလာပါတယ်တခါမှတော့သူကချိန်စာတင်နေတဲ့မြို့ကိုသွားပြီးတော့စိတ်မနှက်နဲ့စူပါဟီးရိုးတစ်ယောက်နဲ့တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒါပြီးတော့ပင်လယ်အောက်ကိုငုတ်ပြီးတော့ရင်းနေလူမျိုးတွေကို AR မှာ Monster IC ကနေလည်းကယ်တင်ခဲ့ပါတယ်ဒီလိုလုပ်နေ CC က Invisible ဟာ Monster ရဲ့ order ကြောင့်ဖျားနာသွားတာကိုသတိထားလိုက်မိပြီးတော့ Virtual Might တွေကိုတိုက်ခိုက်ဖို့အတွက်လက်နက်တစ်ခုဖန်တီးနိုင်အောင်တည့်ရပညာရှင်တွေကိုသူ့ရတနာလုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒီနေ့မှာတော့ဂျိုသားတွေကမက်ဆီကိုလာပြီးတော့သူတို့ကိုလာမဲ့ဘေးအန်နေကနေကယ်တင်ဖို့အတွက်သူတို့ရဲ့ဂျိုကိုလိုက်လာဖို့အကူအညီတောင်းခံခဲ့ပါတယ်။ Invisible ကတော့သဘောတူပြီးလိုက်ခဲ့ပေမဲ့အဲ့ဒီကိုရောက်တော့ Omni-Man ကိုတွေ့လိုက်ရပါတယ်။မန်ဟာခန်းစားချက်တွေရှုပ်ထွေးနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့တစ်ဖက်မှာသူ့အဖေလုပ်ခဲ့တာတွေကိုခွင့်မလွတ်နိုင်တယ်လို့နောက်ထပ်မှာလည်းမက်ကသူ့အဖေကိုမယုံနိုင်လောက်အောင်လည်းလွမ်းနေခဲ့ပါတယ်။ Omni-Man သူလုပ်ခဲ့တာတွေကိုနားမရတယ်လို့ပြောပြပေမဲ့ဘာမှပြန်ပြေးလို့မရတော့ဘူးလို့ပြောခဲ့ပါတယ်။အမှန်တော့ Omni-Man ကအချိန်အကြာအာဃာတထဲမှာလွင့်မျောနေပြီးတော့သူ့ကိုယ်သူအဆုံးသတ်ဖို့တောင်ဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့မတော်တဆဂျိုသားတွေရဲ့လေရင်ပြတ်ကျတာကိုသတိထားမိခဲ့ပါတယ်။သူကသူတို့ကိုကယ်တင်ခဲ့ပြီးတော့ဒီဂျိုရောက်တော့ဒေသခံတအုပ်နဲ့ချစ်မိသွားခဲ့ပါတယ်။မက်ကသူ့မှာမျိုးရိုးဗီဇဆိုင်ရာအင်္ဂါရက်တွေနဲ့မလို့အရင်မြန်ကြီးထွားလာတဲ့ညီလေးတစ်ယောက်ရှိနေပြီဆိုတော့သိလိုက်ရပါတယ်။ရုတ်တရက်အဲ့ဒီဂျို Virtual Might တွေကလည်းတိုက်ခိုက်လာခဲ့ပါတယ်။ Omni-Man ကသူ့သားကိုဒေသခံတွေနဲ့သူ့ညီလေးကိုကောက်ကွယ်ကူညီပေးပါလို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့တိုက်ပွဲအတွင်းမှာ Omni-Man ဆုံးနေသွားခဲ့ပါတယ်။ Omni-Man အကျဉ်းချပြီးမကြခင်မှာပဲချက်ချင်းကွက်မြတ်တော့မှာပဲဖြစ်ပါတယ်။တစ်ချက်တည်းမှာပဲဗိုလ်ချုပ်ကြီးခရီးကလည်းမက်ကိုကဘာမြေကိုပြန်သွားပြီးတော့ Retrievite တွေရဲ့ကျူးကျော်မှုကိုပြင်ဆင်ဖို့အတွက်ပြင်ဆင်ပါလို့မိန့်ပေးလိုက်ပါတယ်။တကယ်လို့မက်ကမလုံနိုင်လူသားမောင်းများစွာဒုက္ခရောက်နိုင်မယ်လို့လည်းပြောလိုက်ပါတယ်။နှစ်လကြာပြီးနောက်မက်ကသူ့တန်ရာတွေကနေပြန်လည်တက်တာလာပြီးတော့သူ့ညီလေးနဲ့သူကဘာမြေကိုပြန်လာခဲ့ပါတယ်။ CC က robot ဟာ Guardian of the Globe ဥဆောင်အောင်မှာအဆင်မပြေတာကိုတွေ့တော့ Immortal ကိုခေါင်းဆောင်အဖြစ်ပြောင်းလဲခန့်အပ်လိုက်ပါတယ်။နောက်ပြီး Bulletproof လို့ခေါ်တဲ့အဖွဲ့ဝင်တစ်တယောက်ကိုလည်းထပ်ထည့်လိုက်ပါတယ်။ပြီးခဲ့တဲ့ season မှာကတော့အာဂါသရင်မှုတွေမတ်ဂျုံကနေမအောင်မြင်မဲ့ပြန်လာပြီးတော့မှမတ်ဂျုံသားတယောက်တို့နဲ့အတူပါလာခဲ့ပါတယ်။သူကဘယ်ပုံစံမှမဆိုယူနိုင်ပြီးတော့သူ့ခန္ဓာကိုယ်စိတ်ရိုက်ပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ်။မကြခင်မှာ Shakespeare ဟာ Guardian of the Globe အဖွဲ့ထဲဝင်လာပြီးတော့သူဟာဂျိုသားဆိုတာကိုဘယ်သူမှမသိဘူးလို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့တကယ်တော့လူတိုင်းကသူကဂျိုသားမဲ့အစကနေကသိနေပြီးသားဖြစ်နေခဲ့ပါတယ်။ရုပ်တရက်မားဂျုံကနေပြီးတော့ AR မှာရင်တစ်စင်းကလည်းရောက်လာတော့တွေ့လိုက်ရပါတယ်။ဒါကြောင့်မလို့ CC ကနေပြီးတော့ chapter ကိုဒီအကြောင်းတွေဘာတွေသိထားလဲဆိုပြီးတော့မေးလိုက်ပါတယ်။အဲ့ဒီဂျိုသားရေပွဲတွေကလူအုံနောက်ကိုတိမ့်ပိုက်လိုက်ပြီးဆိုရင်တို့ကလူတွေလိုပဲညင်ထိတ်မြက်လာပြီးတော့တစိမ့်တဝင်းကြီးဖြစ်လာမယ်လို့ပြောပြပါတယ်။အခုတော့တို့ကလူသားအားလုံးကိုတိမ့်ပိုက်ဖို့တော့ကဘာအောင်ပြန်တန်းလာနေပြီလို့လည်းပြောလိုက်ပါတယ်။ဒါကြောင့် CC က Guardian တွေအပြင် Invisible နဲ့ Atomic Ip တို့ကိုပါအဲ့ဒီရင်ကိုဂျာဖြတ်တိုက်ခိုက်ဖို့အတွက်ဆေလွတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့မတ်တို့ကဒီပြဿနာအားလုံးကိုစတင်ခဲ့တဲ့ရေပွဲကိုအာဂါသရင်မှုစီကနေတိုက်ခိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာတို့ကကဘာမြေကိုပြန်လာခဲ့ကြပါတယ်။ဒါပေမဲ့တတော်တကောင်ကကဘာကိုတိတ်တဆိတ်ဝင်ရောက်လာပြီးတော့လူတအုပ်ရဲ့စိတ်ကိုထိချုပ်လိုက်တာကိုတွေ့မြင်လိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲမရဲ့အမေကအာဂါသကနေခေါ်လာတဲ့သူ့ရဲ့ညီလေးကိုဆောက်ရှောက်ဖို့လုပ်ခဲ့ပါတယ်။သူမှာခလေးကို Oliver လို့အမည်ပေးခဲ့ပြီးတော့ CC အတွက်အလုပ်လုပ်ပေးနေတဲ့လူကိုခလေးထိန်တယောက်အဖြစ်ငှားရမ်းခဲ့ပါတယ်။ Guardian of the Galaxy ဖွဲ့တွေအာဂါသထဲမှာရှိနေတော့ CC က Rust, Duplicate နဲ့ Risk တို့ကို mission တစ်ခုတက်ဆေလုပ်ခဲ့ပါတယ်။ဒါပေမဲ့အင်အားမမျှတတာမလို့ Duplicate ကလည်းတိတ်ဆုံးသွားပြီးတော့ Rick ကလည်းတိတ်လူနီပါဖြစ်နေခဲ့ပါတယ်။ Rust ကလက်တွေကဖျက်တောက်ခံရပြီးတော့ခေါင်းကိုပစ်ခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူကအင်အားအပြည့်အုံးပြီးတော့သူက villain တွေကိုနိုင်ယူနိုင်ခဲ့ပြီးတော့အသက်ရှင်ခဲ့ပါတယ်။အခုတော့ Rust ကသူကအရင်ကမိုင်မဲခဲ့တယ်ဆိုတော့သိပြီးတော့ပြောင်းလဲဖို့စတင်ခဲ့ပါတော့တယ်။ Immortal ဟာ Duplicate တိတ်ဆုံးသွားပြီးတဲ့နောက်မှာတော့ယာတူကနေနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူက Duplicate ကိုအရန်ချစ်လို့ပါပဲ။ဒါပေမဲ့ season ရဲ့အဆုံးမှာတော့ Duplicate အသက်ရှင်နေသေးတယ်ဆိုတော့ကျွန်တော်တို့သိလိုက်ရပါတယ်။သူမကသူ့ရဲ့ပုံတူတွေအကြိမ်ပေါင်းများစွာတိတ်ဆုံးနေတာကိုမြင်ပြီးတော့စိတ်ကုန်သွားခဲ့ပါတယ်။ဒါပြင်ဒေါ်နေကလည်းမတိတ်ဆုံးမဲ့အသက်ရှင်နေပြီးတော့မကြခင်မှာပဲဒီမှာတခုမှားနေပြီဆိုတော့သူကရိပ်မိလာခဲ့ပါတော့တယ်
အဲ့ဒီလူဟာအိုမနီမန်လက်ထဲမှာသူတည်ဆုံခဲ့တဲ့ဗီဒီယိုခွေတစ်ခုကိုရှာတွေ့သွားပြီးတော့သူကစိုက်ဘောဖြစ်နေဆိုတော့သိလိုက်ရပါတယ်စီစီကဒေါ်နေယာလူတွေကိုကရင်အချိန်ပေါင်းများစွာတည်ဆုံခဲ့ပြီးတော့သူ့ကိုပြက်လက်သက်သွင်းနိုင်သူ့မညံကိုဖျက်ပစ်ခဲ့တယ်လို့လည်းပြောပြခဲ့ပါတယ်ဒါဟာဒေါ်နေကိုတိုင်းလိုချင်ခဲ့တဲ့အရာပဲဖြစ်ပါတယ်အစပိုင်းမှာတော့သူကစိတ်ပူပန်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ကကြမ္မာကိုလက်ခံခဲ့ပြီးတော့သူ့မညံကိုထပ်မံမဖြတ်တော့ဘူးလို့တားမြစ်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမိုဆာကဲနဲ့ရိုဘောတို့ရဲ့ဇလန်ကိုလည်းကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်ရိုဘောဟာမိုဆာကဲကိုချစ်မိနေခဲ့ပေမဲ့ကောက်ဆက်တဲ့ပြောဆိုနိုင်စွာမရှိတာမလို့သူတို့ရဲ့ဆက်တဲ့ရေးအဆင်မပြေနေခဲ့ပါဘူးဒါပေမဲ့ဇလန်ရဲ့အဆုံးသတ်မှာတော့သူတို့နှစ်ယောက်ဟာဖုံမလန်ငွေတစ်ခုကိုသိရှိခဲ့ပြီးတော့ရိုဘောကမိုဆာကဲကိုဘလူးဖြစ်ပြောင်းလဲတိုင်းပုံမငယ်သွားအောင်ကူညီပေးမဲ့ဒီပညာတစ်ခုကိုဖန်တီးပေးမယ်လို့ကတိပေးခဲ့ပါတယ်မက်ကဗီဒီမိုက်တွေသူ့အဖေကိုမခေါ်သွားခင်မှာအိုမနီမန်ကသူ့စာအုပ်ထဲမှာအဖြေတွေရှာနိုင်တယ်လို့ပြောခဲ့တာကိုသတိရသွားပါတယ်ဒါပေမဲ့သူ့အမေကအဲ့ဒီစာအုပ်တွေကိုလွှတ်ပစ်လိုက်ပါတယ်မက်ဟာရိုဇဗန်စီသွားပြီးတော့စိတ်ထဲရှိတာတွေကိုရင်ဖွင့်ပြောဆိုလိုက်တဲ့အခါမှာတော့အဖိုးကြီးကအိုမနီမန်ရဲ့စာအုပ်တွေရှိနေသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်အဗီဇဘဲကလည်းဒီစာအုပ်တွေကိုဖတ်လိုက်တဲ့အခါမှာ theory က virtual mic တွေကိုတိုက်ခိုက်နိုင်မဲ့အရာတွေနဲ့တရားဝါတွေအကြောင်းဖော်ပြထားတာကိုသိလိုက်ရပါတယ် virtual mic လိုမျိုးဘယ်အရာမှမဆိုဖျက်ဆီးနိုင်တဲ့လက်နက်တွေရှိတဲ့ rock မျိုးနဲ့စုဒါမှမဟုတ် virtual mic တွေကိုအလွယ်တကူကိုက်တွယ်နိုင်တဲ့ဝေးလံတဲ့ဂျိုဘောကဘလူးတွေအကြောင်းအဆောင်မှာဖော်ပြလာပါတယ်အဲ့ဒီဂျိုရဲ့အတိတ်ကိုပြသခဲ့ပေမဲ့သူတို့ခေါင်းဆောင်ကသူ့ရဲ့အသက်ကူဇက်ကိုပိတ်လိုက်တာကိုတွေ့လိုက်ရပါတယ်အောင်တဲ့ကောင်းတာအယ်လန်အသက်ရှင်ုံသာမကပဲအဆောင်များစွာပို့ပြီးတော့တမန်လာခဲ့ပါတယ်ဒီလိုဖြစ်လာတာကသူ့ကိုတိုက်ခိုက်ခဲ့တဲ့ red မျိုးနဲ့သူခေါင်းဆောင်ကတမင်တကာလောက်ခဲ့တာပဲဖြစ်ပါတယ်အယ်လန်ကပိုပြီးတိုးတက်ပြောင်းလဲလာမယ်ဆိုတာသူယုံကြည်လို့ပဲဖြစ်တယ်လို့ပြောပြခဲ့ပါတယ်သူဟာအတိတ်ကသူ့လူမျိုးတွေကိုပုတ်ကန်ခဲ့တဲ့ virtual mate တူဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်ကဘာကမက်ဂရီဆန်အကြောင်းကိုကြားလိုက်ရတဲ့အခါသူတို့ကရန်သူကိုရင်ဆိုင်နိုင်မယ်လို့မျှော်လင့်ချက်တွေရှိလာခဲ့ပါတယ်ဒါကြောင့်သူကအယ်လန်ကို collitation မှာပူပေါင်းဖို့တော့ကလန်ချက်နဲ့အတူ Elizabeth စီကိုလွှတ်လိုက်ပါတယ်အယ်လန်ဟာကဘာမျိုးရောက်လာပြီးတော့မက်ကိုသူတို့နဲ့ပူပေါင်းဖို့တော့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ကဘာအဆက်မပြတ်အန်နီယာရီနဲ့ရင်ဆိုင်နေရတဲ့အတွက်မက်ဟာကဘာမြန်နဲ့ထွက်ခွာလို့မရဘူးလို့ဆိုခဲ့ပါတယ်ဒါပေမဲ့ Elizabeth ကအယ်လန်ကိုသူ့အဖေရဲ့စာအုပ်တွေနဲ့ virtual mate တွေကိုထိခိုက်စေနိုင်တဲ့အရာတွေကိုပြောပြလိုက်ပါတယ်အဲဒီနောက်မှာတော့အယ်လန်ကလည်းထွက်ခွာသွားခဲ့ပါတယ်လမ်းမှာတော့ virtual mate ရင်နဲ့ဇီးနဲ့တွေ့ပြီးတော့သူတို့တွေကတယောက်ကသူ့ကိုတိုက်ခိုက်ခဲ့ပါတယ်အယ်လန်ကအများကြီးပုံမတမန်လာပြီးတော့ရန်သူတွေကိုအနိုင်နဲ့ထိဖြစ်လာခဲ့ပေမဲ့ပို့ပြီးအချက်လက်ရအောင်လို့သူဟာတမင်တကာတိုက်ပွဲမှာရှုံးချင်အောင်ဆောင်ခဲ့ပြီးတော့အကျဉ်းသားဖြစ်အဖမ်းခံခဲ့ပါတယ်အဲ့ဒီမှာတော့အယ်လန်ကအိုမနီမန်နဲ့တွေ့ဆုံပြီးတော့အတူတူထွက်ပြေးဖို့ကမ်းလှမ်းခဲ့ပါတယ်သူကဘာလို့ကမ်းလှမ်းတာလဲဆိုတော့အိုမနီမန်ကသူ့လိုရွက်တွေကိုနောက်လိုက်ရပြီးတော့ virtual mate တွေကိုရေးဆိုင်ခြင်းနေရဆိုတော့သိလိုက်ရလို့ပါပဲအမ်မာနဲ့မတ်တို့နေလေသာတူစားနေတော့အန်နာလို့ခေါ်တဲ့ virtual mate တူရုတ်တရက်ရဖြစ်လာခဲ့ပါတယ်သူမဟာမတ်ကိုခုခံရင်အမ်မာကိုတတ်ပြစ်မယ်လို့ချက်ချောက်ခဲ့ပါတယ်အန်နာစကားပြောချင်အောင်တက်ဖြစ်ပြီးတော့သူ့ကိုတွေ့ဆုံမှုပြောခဲ့ပါတယ်မကြခင်မှာပဲသူမမက်ကိုသူ့အဖေရဲ့တောင်းဝန်ဆက်ခံပြီးတော့ကဘာကိုကဲတယ်မှုကူညီပေးမလားလို့မေးခဲ့ပါတယ်မက်ကညင်းလိုက်တော့အန်နာလည်းသူ့ကိုပြစ်ပြစ်ထက်ထက်ရိုက်နှက်ခဲ့ပါတယ်အဲဒီနောက်မှာတော့နောက်တစ်ချိန်ပြန်လာတဲ့အခါမှာသူ့မနာခင်လူသားပေါင်းများစွာကိုတပ်ပစ်မယ်လို့လည်းတတိပေးခဲ့ပါတယ်အချိန်တော်ကြာပြီးနောက်မှာအမ်ဘာဟာသူတို့နှစ်ယောက်ကလုံးဝမတူညီတဲ့ဘဝတွေရှိနေဆိုတာသိသွားတဲ့အတွက်မက်နဲ့လမ်းခွဲခဲ့ပါတယ်ဒီလိုနဲ့စီစဉ်အစကတည်းကစောင့်နေတဲ့ဗီလေသိပ္ပံပညာရှင်အမ်စတောင်ကလည်းနောက်ဆုံးတော့အစီအစဉ်စတင်လာတော့တယ်သူကမက်ရဲ့ပြီးသားစုကိုတစားကန်အဖြစ်ဖမ်းဆီးပြီးတော့မက်ကိုတတ်ဖို့စီစဉ်နေခဲ့ပါတယ်အဲ့ဒီလူကမက်ကိုစကြဝဠာတစ်ခုကနေနောက်တစ်ခုကိုပြစ်ပေါက်လိုက်ပြီးတော့ပင်မနှမ်းနေအောင်လုပ်ခဲ့ပါတယ်ပင်မနေတဲ့မက်ဟာသူ့အိမ်ကိုပြန်လာတဲ့အခါမှာအမ်စတောင်ကသူ့အမေကိုရိုက်နှက်နေတာကိုတွေ့လိုက်ရပါတယ်မက်ဟာဒေါသထွက်သွားပြီးတော့တေယုံညာရှင်ကိုစတင်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်သူတို့ဟာဆွတ်ပစ်ထားတဲ့ကဘာတစ်ခုကိုရောက်သွားပြီးတော့မက်ကအမ်စတောင်ကိုတတ်လိုက်ပါတယ်မက်ဟာလူတစ်ယောက်ကိုတတ်လိုက်မိတဲ့အတွက်ထိတ်လန့်ခဲ့ရပါတယ်သူပြန်လာတဲ့တော့မဟုတ်ဘူးလို့ထင်နေတော့ရုတ်တရက်ဂိမ်းပေါက်တစ်ခုဖွင့်လာပြီးတော့အနာဂတ်က Guardian of the Glory တွေကလည်းပေါ်လာခဲ့ပါတယ်သူတို့ဟာမက်အတွက်ဂိမ်းပေါက်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်ဒါပေမဲ့မထွက်ရခင်မှာ Atomic Eve ကသူ့ကိုအမြဲတမ်းချစ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ် Invisible ဟာအိမ်ကိုရောက်လာပြီးတော့ကောလိပ်ကနေထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူ့အဖေထက်ပိုကောင်းခြင်းပိုတာမာဘိုးကတာမကသူ့ကိုယ်သူထိတ်ချုပ်တတ်ဖို့ပါတင်ရမယ်လို့ဆုံးဖြတ်ခဲ့ပြီးတော့စီစဉ်2လေးကလည်းဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါတယ်ဒီဗီဒီယိုလေးကိုပရိသတ်ကြီးတို့ဘယ်လိုမြင်လဲ comment ထဲမှာမှတ်ငယ်ပေးလို့ရပါတယ်အခုတက်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်เนาะ like အသေးလေးတွေလုပ်သားပေးပြီးတော့ဒီလိုဗီဒီယိုလေးတွေအမြဲကျွန်တော်တင်ဆက်ပေးနေတာမလို့အမြဲကြည့်နေဆိုရင် subscribe နဲ့ follow တွေလုပ်သားခဲ့လို့ရပါတယ်ချန်နယ်တဲ့ဗီဒီယိုလေးတွေကို share ပြီးတော့ channel လေးကိုလည်း support ပေးနိုင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်